တော့ဗျကယ်ဗင်နဲ့မှာရန်ကုန်ကပါ AI ခေတ်ရုံးကိုကြောက်နေတယ် AI ခေတ်ရုံးမှာပကြီး AI ခေတ်ရုံးကိုစီစဉ်တဲ့ပကြီးအောင်ဆိုရဲ့ပကြီးပြောင်းပွဲလေးရှိပါတယ်ပကြီးအောင်ဆိုရဲ့ art exhibition လေးပေါ့နော်သူကတော့တောက်ကြနေရနေတနင်္ဂနွေနေ့ထိလားတနင်္လာနေ့ထိလားမသိဘူးပေါ့နော်ကျွန်တော်ကတနင်္ဂနွေနေ့တနင်္ဂနွေနေ့လာမယ်ဆိုပြီး register မှာကျွန်တော်ဖြည့်လိုက်တယ်ပေါ့နော်တနင်္ဂနွေနေ့လာလေတာပါဒီအောင်ဆိုရဲ့ art exhibition AI မြန်မာခေတ်ရုံးကကြီးမှုကျင်းပတာပေါ့exhibition လေးကလည်း AI မြန်မာခေတ်ရုံးလေးမှာ AI မြန်မာခေတ်ရုံးကဘယ်မှာရှိလဲဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်မြို့ဝန်ကြီးများရုံးမှာရှိပါတယ်ဝန်ကြီးများရုံးရှိဘက်အဆောက်အဦဒီပထမတက်လာလို့ရှိရင်ပထမတက်မှာရှိပါတယ်ဝန်ကြီးများရုံးကတော့တိမ်တူလန်းနဲ့ပုံချုပ်လန်းတောက်မှာရှိပါတယ်ဗျအားလုံးလည်းသဘောကျကျင်းနေလိမ့်မယ်လို့ထင်ပါတယ်။နောက်မှတွေ့မယ်နော်။ Bye bye